ချိန်ခါမှာဖယားဟောအစုမလိုက်နာကုန်ကြပါသံတရားလွတ်ရလဲဟုတ်ပြမြတ်ဖယားဟောခဲ့တရားဒေသနာကျမ်းနာသူတိုင်းလေးနိဗ္ဗာန်ရောက်ဖို့တကယ်တော့မလွယ်ဘူးပါဒါနပါရမီအရင်ဖြည့်လို့ကြည်နူးမှုရည်သူနိဗ္ဗာန်ရောကောင်းမြတ်တဲ့သီလစောင့်တည်ပါမြေဘုရားသာသနာနဲ့ကျုံရတဲ့ဒီချိန်ခါမှာဖယားဟောအစုမလိုက်နာကုန်ကြပါတန်တရားလွတ်ရလဲပြမြတ်ဖယားဟော